င်္ဂလာပါရှင်အမရေးတဲ့အင်ဂျင်ပိုင်းထဲမှာအင်ဂျင်ပိုင်းထဲကထည့်တဲ့ဘောနံပါတ်တွေကိုတဲ့ပြောပြပေးပါဦးနဲ့ကြုံခဲ့ရင်တဲ့ဟုတ်ကဲ့ကြုံပါတယ်အခုလည်းစင်းလေးလုပ်ပြီးတော့အားပြီဆိုတော့ညီမကဒီ reply လေးပြန်ပေးနေရပါတော့အားတဲ့အချိန်အရင်ရက်ပိုင်းနေတိတ်လည်းမအားပါတော့အလုပ်လည်းနည်းနည်းလေးဖြစ်များနေရတယ်ပေါ့နော်တိတ်မပြန်ဖြစ်ဘူးနောက်ပိုင်းမှာဒီလို reply လေးတွေမေးထားလေးရှင်ညီမအဲ့ဒါနဲ့ reply လေးပြန်ပေးပါမယ်နော်အင်ဂျင်တွင်းထဲမှာထည့်တဲ့ဘောနံပါတ်တွေကညီမဒီအင်ဂျင်လုံးတဲ့အပိုင်းတွေမှာเนาะအရှိဗီဒီယိုတွေမှာအင်ဂျင်လုံးတဲ့အချိန်မှာညီမတင်ထားပြီးသားရှိတယ်ပေါ့နော်ဒါအကိုတို့ဝင်မကြည့်ဖြစ်လို့ဖြစ်ပါလိမ့်မယ်ဒါဆိုရင်အခုထပ်ပြီးတော့ပြန်ပြီးတော့ရှင်းပြပေးပါမယ်အင်ဂျင်ချမ်းအကြီးထဲမှာဆိုလို့ရှိရင်6203ဘောတစ်လုံးပါမယ်6001ဘောတစ်လုံးပါမယ်เนาะအင်ဂျင်ချမ်းအကြီးကအင်ဂျင်ချမ်းအကြီးထဲမှာဆိုရင်ထပ်ပြောပြမယ်အင်ဂျင်ချမ်းအကြီးထဲမှာဆိုရင်6203ဘောတစ်လုံးပါမယ်6001ဘောတစ်လုံးပါမယ်เนาะအလေချမ်းပေါ့နော်အလေချမ်းကကြတော့အလေချမ်းအင်ဂျင်ချမ်းအသေးလို့လည်းခေါ်တယ်ပေါ့နော်အလေချမ်းမှာဆိုလို့ရှိရင်6203ဘောတစ်လုံးပါမယ်6201ဘောတစ်လုံးပါမယ်ထပ်ပြီးတော့ပြပြမယ်နော်အင်ဂျင်ချမ်းအသေးထဲမှာဆိုရင်အလေချမ်းထဲမှာဆိုရင်6203ဘောတစ်လုံးပါမယ်6201ဘောတစ်လုံးပါမယ်အင်ဂျင်ချမ်းအကြီးထဲအင်ဂျင်ချမ်းအကြီးနဲ့အင်ဂျင်ချမ်းအသေးမှာဆိုလို့ရှိရင်ဘောကလေးလုံးပဲပါတယ်6203ကအင်ဂျင်ချမ်းအသေးရောအင်ဂျင်ချမ်းအကြီးမှာရောတုံးတယ်အဲ့မှာကွဲသွားတာကကြတော့အင်ဂျင်ချမ်းအသေးနဲ့အင်ဂျင်ချမ်းအသေးမှာအကြီးမှာဆိုလို့ရှိရင်ဘာကွဲသွားလဲဆိုရင်6001ဘောနဲ့6201ဘောပဲကွဲသွားတာဖြစ်ပါတယ်နောက်ကလပ်အောင်ဘောမှာဆိုလို့ရှိရင်တော့6000ဘောကိုတုံးပါတယ်ရှင်ညီမအရှိဗီဒီယိုတွေပေါ့နော်အရင်တင်ထားတဲ့ဗီဒီယိုလေးမှာပြန်ပြီးတော့ဝင်ကြည့်ဖြစ်မယ်ဆိုလို့ရှိရင်လည်းရှင်းရှင်းလင်းလင်းလေးပြထားပေးတာရှိပါတယ်အဲ့ဒါလေးကိုဝင်ကြည့်ပေးပါဝင်ကြည့်လို့ရပါတယ်เนาะကိုတို့မိတာတော်တော်များများအပိုင်းမှာအကုန်လုံးဖြည့်ပေးထားပါတယ်ရှင်နောက်1 to 5မှာဆိုလို့ရှိရင်เนาะ Spocket ဘောမှာဆိုရင်6203ဘောထည့်တယ်เนาะတပြီးတော့ဘိန်းဘောမှာဆိုလို့ရှိရင်6301ထည့်တယ်ပေါ့နော်6300တစ်ထည့်ပါတယ်6300တစ်ကကြတော့အများဆုံး300တာဖြစ်တယ်ဘိန်းဘောတွေမှာဆိုရင်เนาะSpocket ဘောဆိုရင်6203ဘိန်းဘောမှာဆိုလို့ရှိရင်เนาะဂွေထဲမှာထည့်တဲ့ဘိန်းဘောထဲမှာဘိန်းဘောမှာဆိုလို့ရှိရင်เนาะ6300တစ်ထည့်ပါတယ်ရှင့်ဒါညီမဒီအင်ဂျင်ချမ်းပိုင်းရောဒီဘိန်းဘောတွေထည့်တဲ့အပိုင်းရောညီမရှင်းပြပေးတာဖြစ်ပါတယ်နောက်ထပ်သိချင်တာလေးရှိရင်လည်းညီမအားတဲ့ချိန်မှာပြန်ပြီးတော့ဖြည့်ပေးပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်